တင်းလာနေမွေးသူအားလုံးမင်္ဂလာပါ2019 January လ22ရက်နေ့ကနေ30ရက်နေ့အတော်အတွင်းမှာအရေးပါတဲ့ဆုံးဖြတ်ချက်နဲ့ဘဝတိုးတက်မှုတွေကိုဖန်တီးနိုင်တယ်အခက်အခဲအလုံးကိုကျော်လွှားမယ်သူတစ်ပါးနဲ့မတူတဲ့ရှုထောင့်တွေကနေအလောက်အကျရည်ရွယ်ချက်တွေကိုလောက်ကန်ပြီးအစစ်မြင့်သောဘဝတိုးတက်မှုနဲ့အောင်မြင်မှုတွေကိုရရှိပိုင်ဆိုင်ခွင့်ရှိတယ်အိမ်ပြင်အိမ်ဆောက်အိမ်ရောက်အိမ်ပြောင်းအိုးအိမ်ကိစ္စတွေလည်းစီစဉ်မှုတွေကိုယ်တိုင်မှာတော့ကိုယ်ဝင်းကျင်ဖြစ်ပေါ်မှုမှာကိုကပတ်သက်၍တော့၎င်းဆောင်ရွက်ပေးရလိမ့်မယ်တခါမှမလုပ်ဘူးသေးတဲ့လုပ်တဲ့တွေလုပ်ဖို့ပေါ်နေတဲ့အကြံတိုင်းရှေ့တိုးလုပ်ကန်နိုင်ပါလုံးစုံအောင်မြင်သွားပါလိမ့်မယ်ကိုယ့်ရဲ့ရည်မှန်းချက်တွေရဲ့ဘဝအနေအထားအသစ်တွေကိုပြဋ္ဌာန်းပြီးတော့ရှေ့တိုးလုပ်ကန်ခြင်းရဲ့ကောင်းသောအနှစ်သာရတွေကိုဆက်လက်အကျိုးပေးရရှိသွားမယ်ကာလဖြစ်ပါတယ်22ရက်နေ့မှာတော့ကောင်းသောကံတလန်းနဲ့အလိုပြည့်စုံခြင်းကိုရမယ်အခက်အခဲအလုံးကိုကျော်လွှားနိုင်မယ်အရေးပါတဲ့ဆုံးဖြတ်ချက်ကိုချမှတ်နိုင်လိမ့်မယ်23ရက်နေ့ကကောင်းသောကံပွင့်မယ်ခရီးကောင်းမယ်ဒါပေမဲ့အသွားလာနေထိုင်ကိုတော့ယူဆိုင်ရမှာကတော့ရှိနေတယ်အဲဒီနေ့မှာအရှိရက်ကိုဥတည်သွားစေအနေရှိတတ်တယ်မနေ့9နိုင်ခွဲနဲ့9နိုင်ကြာည9နိုင်ခွဲနဲ့9နိုင်ကြာမှာအသွားလာယူဆိုင်ပေါ့အဲဒီနေ့ကငကဘော်ရက်ကို24ရက်ကြတော့အရာရာစင်ပြေတဲ့အနေအထားနဲ့တိုးတက်တဲ့အချိန်ဝါတွေလွှမ်းမိုးနေတယ်ဒါပေမဲ့အရှိတောင်ရက်ကိုဥတည်သွားစေအနေဖြစ်တတ်တယ်ရံပတိဘက်ကနေပြဿနာတွေညနေ3နိုင်ကနေ4နိုင်ခွဲအတွင်းမှာလွှမ်းမိုးနေတယ်မဟာရကျမ်းနဲ့တိုက်ဆိုင်တဲ့နေ့မို့လို့ပါ25ရက်နေ့ကတော့အလုပ်ဖို့ကိစ္စဖို့တွေရှိမယ်ရှင်ပြိုင်မှုမှန်သမျှအောင်မြင်မယ်အဲဒီနေ့မှာအိမ်မက်မဲ့ရင်တွေးရင်ထည့်ရင်အဲ့ဒီအိမ်မက်လက်တွေ့မှန်တတ်တယ်26ရက်နေ့မှာတကိုယ်တော်လုပ်တဲ့ကိစ္စမှန်သမျှဆင်ပြေမယ်သူတစ်ပါးနဲ့တွဲလုပ်တဲ့ကိစ္စတွေမှာပြဿနာပဋိပက္ခကျုံးကိုကြော်လိုက်တယ်29ရက်နေ့မှာရန်တိုက်ခံတွေနဲ့ထိတ်တိုက်ရင်ဆိုင်ပြီးအလိုပြည့်စုံမယ်အမျိုးသမီးမိတ်ဆွေကြီးကဲထံကအကူအညီရမယ်အသက်အရွယ်ကွာဟမှုရှိနေတဲ့အခြေရေးမြတ်တာရေးကိစ္စလေးတွေပေါ်ပေါက်နိုင်တယ်28ရက်နေ့ကတော့အရာရာပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိမယ်ခရီးကံကောင်းမယ်လူမျိုးကွဲအချိုးပေးမယ်29ရက်နေ့မှာငွေစုလိုက်ဝင်လိမ့်မယ်လက်ပွင့်လိမ့်မယ်အခွင့်အရေးနှမျိုးလဲကျုံလိမ့်မယ်30ရက်နေ့မှာလူယုံထားလို့မရအောင်တပားသူကြောင့်ကိုရည်ရွယ်ချက်တွေအကုန်လုံးပြည့်ရွံ့တတ်တယ်31ရက်နေ့ကတော့အထူးတလဲကောင်းသောကံပွင့်ခြင်းရှိပြီးတော့အလိုဆန္ဒမှန်သမျှအပြည့်အဝလိုရာဆောင်ရွက်သလောက်ထွန်းပေါက်မဲ့အနေထားကြာရောက်ပါမယ်ဒီကာလအတော်တွင်တနင်္ဂနွေနေ့မွေးသူတွေနဲ့ပူးပေါင်းလုပ်တဲ့လုပ်တွေမှာစကားများတတ်တဲ့ပဋိပက္ခဖြစ်တတ်တယ်ရန်တိုက်ခံလေးတွေရှိတတ်တယ်တနင်္လာနေ့မွေးသူတွေကတော့ကိုယ်အကျိုးပေးပြီးတော့ထူးခြားစွာကောင်းခြင်းလက်ပွင့်ခြင်းတို့ကိုဖြစ်စေလိမ့်မယ်အင်္ဂါနေ့မွေးသူတွေရဲ့ကြံကြံကိုရယူလိုက်ပါကိုယ့်အတွက်အကျိုးရှိတယ်ဗုဒ္ဓနေ့မွေးသူတွေကိုစေတနာနဲ့ကူညီမှာသူတို့နဲ့တွဲပြီးတော့လုပ်ပါအရာရာဆင်ပြေမယ်ကြာသပတေးနေ့မွေးသူတွေနဲ့တွဲပြီးတော့အလုတ်သစ်တွေကြံသစ်တွေတိုးချဲ့လို့ရင်အဆင်ပြေမဲ့ကာလပေါ့တောက်ကြနေမွေးသူတွေနဲ့တွဲပြီးခီးကိစ္စအဆင်ပြေသွားမယ်အယဝင်းနဲ့ဆက်သွယ်တွေပွင့်သွားမယ်စနေနေ့မွေးသူတွေကတော့ပြဿနာပေးလိမ့်မယ်စိတ်နှောက်ယှက်တွေဖြစ်စေလိမ့်မယ်သတိထားဆက်ဆံပေါ့1-5ကိုကနန်းတွေကြိုးပေးတယ်အရေးကြီးတဲ့ကိစ္စမှန်သမျှဆောင်ရွက်ရင်အဝါရောင်အပြာရောင်မီးခိုးရောင်တို့ကိုဝစ်ပြီးလိုရာဆောင်ရွက်ပါကောင်းသောကံကြမ္မာများရစေရန်လို့ငါအိမ်မှာရှိနေတဲ့ပလတ်စတစ်ဘူးကိုနေရေသန့်ဘူးကွန်အဟောင်းတွေရှာဖွေပြီးစွန့်ပစ်လိုက်ပါမကောင်းခြင်းမှန်သမျှကင်းပြီးကောင်းခြင်းကံကြမ္မာတွေထင်ရှားစွာဖြစ်ထွန်းလာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်